ဒီနေ့တော့မော်အကြိုက်ဆုံးကော်ဖီဆိုင်လေးကိုသွားခဲ့ပါတယ်အရင်ကအလုံနားရဲ့ရက်တွေဆိုရင်ဒီနေရာကိုမကြခဏရောက်ဖြစ်ပါတယ်ကော်ဖီဆိုင်လေးရဲ့နာမည်က Bit Tree Cafe လို့ခေါ်ပါတယ်ကော်ဖီတောက်ဖို့လာရဲဆိုတာထက်ဒီနေရာရဲ့ feeling ကိုလာယူရပုံများပါတယ်အဓိကကတော့ဒီနေရာရဲ့ vibe ကိုကြိုက်လို့ပါတပင်တွေကြားမှာထိုင်ရင်ကော်ဖီတောက်စာအုပ်ဖတ်ဖုန်းကိုခဏချထားပြီးအချိန်ဖြုံးရတာကိုအရင်သဘောကျပါတယ်တခါတလေလူတိုင်းမှာအေးအေးဆေးဆေးလေးချီလင်းလုပ်ဖို့နေရာလေးတစ်ခုတော့လိုအပ်တယ်ထင်ပါတယ်နော်တခါတလေဘာမှမလုပ်ဖ ೇನೆထိုင်နေုံနဲ့လဲလုံလောက်နေတတ်ပါတယ်